အသက်လက်တီကိုကနေထွက်ခွာခွင့်တောင်းပြီးဘာစီလိုနာစီကိုပြောင်းရွှေ့ဖို့အိမ်မက်မက်နေတဲ့ Everest ကမ္ဘာပေါ်လုံးလောကကိုလောက်ခတ်သွားစေခဲ့တဲ့သတင်းတွေအရအသက်လက်တီကိုမက်ဒရစ်အသင်းရဲ့အားထားရတဲ့အာဂျင်တီးနားတိုက်စစ်မှုယူလီယန် Everest ကယခုနေရာသည့်အပြောင်းရွှေ့ကာလမှာပဲအသင်းကနေထွက်ခွာခွင့်ပြုဖို့အတွက်ကလပ်အသင်းတာဝန်ရှိသူတွေထံကိုတရားဝင်တောင်းဆိုလိုက်ပြီးဖြစ်ပါတယ်။နာမည်ကြီးသတင်းတောက်ဖြစ်တဲ့မက်တီယိုမိုရတိုတို့ရဲ့ဖော်ပြချက်အရတော့အသက်26နှစ်အရွယ်ရှိပြီဖြစ်တဲ့အဆိုပါကမ္ဘာဖလားချန်ပီယံတိုက်စစ်မှုကြီးရဲ့စိတ်ထဲမှာတော့နောက်ထပ်ဦးတည်ခြင်းတဲ့အကြိုက်ဆုံးကလပ်အသင်းကတော့စပိန်ထိပ်သီးကလပ်ဘာစီလိုနာအသင်းပဲဖြစ်ပါတယ်။ယူလီယန် Everest ကပြင်သစ်က PSG အပြင်အင်္ဂလန်ပရီးမီးယားလိထိပ်သီးကလပ်အသင်းများပြားရဲ့အပြင်းထန်စိတ်ဝင်စားခြင်းကိုခံနေရဖြစ်ပါတယ်။ဒါမှလည်းအာဂျင်တီးနားတိုက်စစ်မှုကတော့သူ့အနေနဲ့နူကတ်မြေစီကိုရွှေ့လျားပြီးတော့ကတလန်ကလပ်ဘာစီလိုနာအသင်းနဲ့သာလက်တွဲခြင်းနဲ့ဆိုတာကိုသူ့ရဲ့ဆန္ဒအဖြစ်ပြက်သားထုတ်ဖော်ပြောဆိုထားခဲ့တာပဲဖြစ်ပါတယ်။ဒါမှလည်းအက်တလက်တီကိုမက်ဒရစ်အသင်းနဲ့ဆွေးနွေးညှိနှိုင်းဖို့ကတော့ဘာစီလိုနာအတွက်ဘလို့မှလွယ်ကူမှာမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုလို့ရှိရင်တော့အက်တလက်တီကိုဘက်က Everest အတွက်ပြောင်းရွှေ့ခြင်းယူရိုတန်း100ကျော်အထိကိုအမြောက်များအလိုရှိနေလို့ဖြစ်ပါတယ်။လက်ရှိအခင်းကြီးကတော့ဘာစီလိုနာနဲ့အက်တလက်တီကိုတို့ကြားထဲမှာတရားဝင်ဆွေးနွေးမှုတွေလုံးဝမစတင်ရသေးတဲ့အတွက်ပြောင်းရွှေ့ခြင်းတန်း100ကျော်တောင်းဆိုမှုကိုဘာစီလိုနာဘက်ကဘယ်လိုမျိုးနီးပြီးွားတွေနဲ့ကြော်ဖြတ်ပြီး Everest ကိုအရာခေါ်ယူသွားမလဲဆိုတာတကယ်ကိုရင်ခုန်စိတ်လှုပ်ရှားစွာစောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်။